ဘုရားလောင်းကမြောက်မင်းဖြစ်တဲ့အချိန်မြောက်အုပ်ထဲမှာခေါင်းဆောင်တဲ့မြောက်ဖြစ်တယ်မြောက်ဖြစ်တော့တရက်တော့အဲ့ဒီမြောက်တွေအသီးသီးတဲ့သစ်ပင်တစ်ပင်မှာအကုန်လုံးတက်ပြီးတော့အပင်ကြီးမှာတက်ပြီးစားကြတယ်အဲ့ဒီအပင်ကြီးကလည်းချောင်းကဘာလေးမှာရှိတယ်ပေါ့ရွာတွေကလူတွေကလည်းဒီမြောက်အုပ်ကြီးကိုအမြင်ကပ်နေတာညမြောက်အုပ်ကြီးလာတဲ့အချိန်မှာလူတွေကအဲ့ဒီသစ်ပင်ကိုဝိုင်းထားလိုက်တယ်ထွက်ပေါက်မရှိတော့ထွက်ပေါက်မရှိရင်မြောက်တွေအကုန်သေးမှာပဲလေအလုံးဝိုင်းထားတယ်ထွက်ပြေးဖို့လမ်းမရှိတော့လူအုပ်နဲ့အကုန်ဝိုင်းထားထွက်ပေါက်ကဘယ်မှာရှိတော့ဆိုရင်ချောင်းရဲ့ဟိုဘက်ရောက်ရင်တော့ဒါထွက်ပေါက်ရတယ်အဲ့တော့ဘုရားလောင်းကသူစိတ်ကူးတယ်တို့မြောက်တွေတို့ဆွေတွေမျိုးတွေအကုန်လုံးလူတွေရဲ့လက်ထဲမှာအသက်ပြောက်ကြငါမကြိုးစားရင်မဖြစ်ဘူးငါကြိုးစားဆိုပြီး तू ဘာလုပ်လဲဆိုအဲ့သစ်ပင်မှာရှိတဲ့ຫນွယ်ချိုးကို तू ဖြတ်ပြီးတဲ့အခါမှာ तू ကစွမ်းအားဗလား तू က तू ယုံကြည်တယ်ຫນွယ်ချိုးတစ်ဖက်ကို तू ခါးကိုခြိလိုက်တယ်ဟိုဘက်ຫນွယ်ချိုးစာကို तू ကင်ထားတယ်သစ်ပင်အမြင့်မော်တက်ပြီးတော့ခုံလိုက်တာဟိုဘက်ကန်းကို तू ရောက်တာသူလစ်သွားလို့ရတယ်မလစ်ဘူးຫນွယ်ချိုးဒီဘက်ကကျိုးတန်းလန်းကိုခါကိုခြိပေးထားတယ်ဟိုဘက်ကျတော့မမိတမီလေးဖြစ်သွားຫນွယ်ချိုးကလုံလောက်တဲ့အရှိမရတဲ့အခါကျတော့မြောက်ကတစ်ကိုင်းကိုလှမ်းဆွဲမိုံပဲရှိတယ်ခါနဲ့အကောင်မှာဆက်ပြီးတော့ထားတော့ຫນွယ်ချိုးတန်းလန်းနဲ့ဟိုဘက်လည်းတစ်ကိုင်းကိုဆွဲထားအဲ့ဒီချိန်မှာသူကအတန်ပေးပြီးတော့မြောက်တွေကိုဒီຫນွယ်ချိုးကနေပြီးဟိုဘက်ကူးခိုင်းတာဒီလိုကူးခိုင်းတာပထမသူကဒီဘက်ຫນွယ်ချိုးကနေပြီးဟိုဘက်ကူးကြည့်တယ်ကူးကြည့်ပြီးတော့ဟိုဘက်ကအပင်ကိုခြိခဲ့တယ်ခြိပြီးတော့သူကဒီဘက်အပင်ကိုပြန်ခုန်ကူးလိုက်တယ်နော်ပထမတစ်ချိန်သူခုန်လိုက်တာဟိုဘက်လွတ်သွားတယ်အဲ့ဒီကຫນွယ်ချိုးဖြတ်ပြီးဒီဘက်ပြန်ခုန်လိုက်တဲ့အခါမှာကျိုးကနည်းနည်းတူတဲ့အခါတစ်ကိုင်းလေးကိုဆွဲမိုံဝင်မိထားအဲ့ဒီအချိန်မှာမြောက်တွေကိုသွားခိုင်းတယ်သူကြောပေါ်ကဖြတ်သွားတယ်အကုန်လုံးဖြတ်ခိုင်းတယ်မြောက်အုပ်ကြီးအုပ်လုံးသူကဘလောက်သူကစူးစမ်းရတယ်လဲဆိုတော့နော်သူလက်နဲ့တင်းတင်းကြီးဆွဲထားတာမြောက်တွေကတကောင်ပြီးတကောင်သူ့ပေါ်ကြောပေါ်ကနေဖြတ်ပြီးတော့ဟိုဘက်ကျိုးကနေသွားတယ်ဆိုတော့မြောက်တွေရဲ့အလေးချိန်နဲ့သူဘလောက်ခံရမယ်ဆိုတာစဉ်းစားကြည့်ပေါ့မြောက်အုပ်ကြီးဖြတ်သွားပြီးတဲ့နောက်ဆုံးမှာသူ့ပေါ်မှာအမြင်ကပ်နေတဲ့ရန်ညိုးဖွဲ့တဲ့ဒေဝရအလောင်းမြောက်ကလည်းပါလာသေးတယ်နော်ပါလာတဲ့အခါကျတော့ဘာလုပ်လဲလို့ဆိုတော့သူကအမြင်ကပ်နေတဲ့လူဆိုတော့ဒုက္ခရောက်အောင်လှုပ်တာပဲတိရစ္ဆာန်ဖြစ်တော့လေဒီစိတ်ဓာတ်ကရှိတာခမ်းမြင့်မြင့်ပေါ်တက်ပြီးသူ့ကြောပေါ်မှာဆောင်းခုံချပြီးတော့ဟိုဘက်ကူးသွားတယ်သူကအဲ့တော့ကြောပေါ်ကိုဆောင်းခုံကူးလိုက်တယ်ဆိုတော့မြောက်ပဲမြောက်ချင်းပေါ်ကြောပေါ်ကြတယ်ဆိုနာတာပေါ့နော်လူတောင်မှကြောထုနာသေးတာခုခေတ်လိုပြောရင်တော့ကြောက်ကခွာသွားတယ်ထမကြောထုခံလိုက်ရတာအဲ့ဒီမှာဒုက္ခရောက်သွားရှာဘုရားလောင်းအဲ့ဒီချိန်မှာဒီလိုလုံနေတာတွေကိုလူသားတွေကမြင်တဲ့အခါကျအံ့ဩတယ်ပေါ့သူကတော့မလွတ်တော့သူ့ကိုဝိုင်းမေးကြတယ်ဘာဖြစ်လို့ဒီလိုလုပ်တာလဲကိုယ့်ကကိုသွားနိုင်ရင်လည်းမသွားပဲနဲ့ဆိုတော့သူကပြောတယ်ငါကသူတို့ရဲ့ခေါင်းဆောင်နဲ့ခေါင်းဆောင်ဆိုတာခေါင်းမရှောင်ရဘူးပေါ့အလုံးအသက်ကနေကယ်တင်ပေးတာတဲ့အဲ့ဒီဘက်ကကြည့်မယ်ဆိုလို့ရှိရင် तू အနစ်နာခံတယ်လို့ပြောချင်ပြောမှာပေါ့နော်သို့တော့ तू ကလှုပ်တဲ့နာကိုလှုပ်တယ်ခေါင်းဆောင်နေလှုပ်ရမယ့်လုပ်ငန်းကိုလှုပ်တယ်လို့ပဲမြင်တယ်အနစ်နာခံတယ်လို့မမြင်ဘူးအနစ်နာခံတယ်လို့မြင်စိတ်ကတစ်မျိုးဖြစ်အောင်ပါလေအဲ့လိုမမြင်ဘူးလှုပ်တဲ့နာလှုပ်တယ်ဘုရားလောင်းနေစိတ်ကအဲ့ဒါလို့ထား